လို့ငါတို့ကလည်းတင်ထားပြီးသားစီဦးစီးကသိန်းတဲ့မြေကိုငါတို့မြေကိုငါတို့ပြန်ပေးတာတမတာကြီးကိုယ်တိုင်ကလည်းပိုင်ရှင်ကိုပြန်ပေးရမယ်လို့ပြောပြီးသားအကုန်လုံးလို့သူတို့ဖန်သူတို့မလိမ့်တစ်ပတ်နဲ့လုပ်တဲ့ကိစ္စတွေကိုငါတို့ကအကုန်လုံးတိုင်ထားပြီးပြီတရားသူကြီးလည်းမတရားမှုနဲ့တိုင်ထားပြီးပြီလို့ပေါ့ခက်ကောင်းတော့လောက်ကြပေါ့ဘယ်နဲ့ကို့မြေမှာလာပြီးတော့ဘာပိုင်ဆိုင်မှုမှမရှိဘဲနဲ့လာပြီးတော့ကို့မြေကိုလာပြီးတရားဆုပ်တာလို့အထက်ထိအကုန်လုံးတင်ထားပြီးသားလို့ဟိုတခါတော့ကလည်းလာပြီးပြီသူ့အမျိုးသားကိုယ်တိုင်ကပြောသွားပြီးဒီမှာမှတ်တမ်းတပ်ပုံရှိတယ်အမဒီဘက်လှည့်ပါဘာဖြစ်လို့လဲခင်ဆွေဦးဘာပြန်လှည့်စရာအကြောင်းရှိတယ်ဘာလို့ရှင်တို့မှတ်တမ်းယူတာရှင်ကြောင်းနေစရာမလိုဘူးလေမှတ်တမ်းယူတာဟုတ်တယ်နော်ယူကြိုက်တဲ့နေရာယူကျမတို့ကလည်းရှင်တို့ကတာဝန်ရှိလို့လောက်တာကျုပ်တို့ပိုင်ရှင်မို့လို့လောက်တာဟုတ်တယ်နော်အဲ့ရောတရားသူကြီးလည်းတိုင်စာပို့ထားပြီးပြီတရားသူကြီးလည်းတိုင်စာပို့ထားပြီးပြီဟုတ်ဘယ်နဲ့လှုပ်ချင်တာလှုပ်တဲ့ကိစ္စမှာတွေ့မယ်လေလမ်းကိုလှုပ်တယ်ဆိုပြီးလမ်းကိုလှုပ်နော်အဲ့ခင်ဆွေဦးယောက်ျားလဲငါဓာတ်ပုံရိုက်ထားပြီးပခမတစ်ခေါက်ကရှိတယ်ခင်ဆွေဦးယောက်ျားကျွန်တော်တို့ကဒီဥစ္စာကိုမသိလို့ဝယ်တာပါဆိုပြီးအခုရှိတယ်လူသေးရတာမသေးရတာမဟုတ်ဘူးလက်ရှိမှာမတရားလုံးမခံနိုင်လို့လေဆုံးတာတော့သိချင်းနဲ့ဆုံးတာဆုံးမဆုံးငါတို့လည်းဟိုဟာလောက်ထားပြီးသားအကုန်လုံးငါတို့လည်းတင်ထားပြီးသားအဲ့ဒါကိုမတရားတဲ့နီလာနဲ့လာလို့ရှင်တော့မရဘူးလေမတရားချမှတ်လို့တင်ထားပြီးပြီတရားသူကြီးကိုလည်းဒါဟာစစ်ဦးစီးကတင်ဆက်ထားတဲ့မြေနေပိုင်ရှင်ကိုပြန်ပေးရမယ်ဆိုတဲ့ဥစ္စာကိုလည်းထွက်ထားပြီးသားနဲပုံစံ105နဲ့လာပြီးငါတို့ကိုလှုပ်တာကောင်းကခေါ်လိုက်နေဖေလာရုံးကလာလို့ရလို့ရှိရင်လာခဲ့လို့ရုံးကခဏဟိုဟာဖြစ်ပြီးပြောခဲ့ပြီးလာခဲ့လို့ပြောလိုက်